ငါ့ကိုငါမြတဲ့နဲ့မဟုတ်ဘဲနဲ့ရေကူးပြီးမြရမယ်ဆိုရင်ဖြစ်နိုင်မယ်ထင်လားတကယ်လို့မိတ်ဆွေကဒါငါးတကောင်မြရမယ်ဒါပေမဲ့ငါမြတဲ့နဲ့မဟုတ်ဘူးရေကူးပြီးငါးတကောင်မြပေးရမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်မလဲဆိုတာကိုသိကြရင်နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါ Double Gaming ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Double ပဲဖြစ်ပါတယ်ဒီနေ့မှာ Abyss ဆိုတဲ့ game လေးကို Double ဆော့မှာဖြစ်ပါတယ်ဆိုတော့ဒီ game လေးကငားများတဲ့ game မှာဒါပေမဲ့တခြားငားများတဲ့ game တွေနဲ့မတူတာကသူကငားများတယ်နဲ့မဟုတ်ဘဲနဲ့ရေကူးပြီးငားများရမှာဖြစ်ပါတယ်ဆိုတော့ဒီ game ကိုတစ်ခါမှတော့မဆော့ကြည့်ဘူးဒါပေမဲ့ social media တွေပေါ်မှာဒီ game လေးကိုခဏခဏတွေ့နေရတယ်ဆိုတော့ဒီနေ့ Double အဲ့ဒီ game လေးကိုဆော့ကြည့်မှာဖြစ်ပါတယ်Okay, that's why Double နဲ့တူလိုက်ကြည့်လိုက်ပါ Let's go Okay, loading လေးကပြီးသွားပြီ Abyss Okay, sorry Using better tube help you go deeper and stay longer Okayကြည့်ရအောင်ထပ်ဆင်ရတော့မိုက်တယ်ဟုတ်ဖမ်းထားတဲ့ငါးကြီးကလွတ်သွားလား ugly fish ဟုတ် fish တော့မဟုတ် ugly fish look did you catch anything lucky day for me got a bunch of fish you can call that like I got a shock alreadyအဲ့ရဝိုင်းပြီးဗလိန်နေကြတာနော်ဘူလီနေကြတာ what the hell အဲ့လိုမျိုးဘူလီတော့မကောင်းထင်အဲ့ဒါဘာကြီးလုံး cracker ကြီးလားရေဘိုးကြီးလား maybe အဲ့ဒါ cracker ကြီးဖြစ်လောက်တယ်ဟုတ်မယ်နော်အဲ့လောက်လက်ကအရှည်ကြီးက cracker ကြီးဖြစ်လောက်တယ် cracker ကြီးကရေအောက်ကိုဆွဲချသွားတာ oh my god why what's the reason for thatဘာကိစ္စရေအောက်ကိုဆွဲချသွားတာတော့ဟုတ်တယ် Kraken ကြီး oh my god ရော Kraken လက်တွေရှည်နေဘလို့ပြောသိတော့သားလက်တွေရှည်နေဟော Kraken ကြီးကဝေးဆိုရေပေါ်တန်းဆွဲပြီးတော့ဝုန်းဆိုရေအောက်ကိုဆွဲချတယ်ငါးသုံးကောင်များ Okay oxygen level ဟောဒါ oxygen level ဒါ weight Okayငါဘလောက်များထားလဲပေါ့ Okay body gun နဲ့ we ပြည့်ဆိုပြည့်အဲ့လိုအဲ့ရမိုက်လိုက်လား Wow bravo boss bravo မိုက်လိုက်လားဒါဘာကြီးလဲ pound fish Nemo အဲ့ဒါ Nemo ငါ Nemo ဖမ်းမိခဏလေးဒါလေးကဒီလိုသွားတာငါ mouse လောက်တဲ့နေရာကို तू ကလိုက်မဟုတ်လေမစိုးပဲဟဲ့ဒီငါ့ကိုဖမ်းရမယ်အောက်က treasure map လို့ဘာလို့ဟာတော့ရသွားပြီ Okay နောက်တစ်ကောင်ဖမ်းလိုက်မယ်ကွာရော့ဝီဖတ်Okay ဘာကြီးလဲထန်နဲ့ Let's go ရောဒါကြီးကဖမ်းတာလွယ်လိုက်တာကွာလွယ်လိုက်ဒါကပေါ်တယ် Okay ဘက်ကောင်စကားပြဘာကြီးလို့ Kraken ထဲအသေးရစရာကြီးရှိနည်းနည်းရှောင်မှဖြစ်မယ်အဲ့ဒါကြီးကနည်းနည်းအသေးရစရာကောင်းတယ်ကဲပါကျုပ်ဝဲလိုက်ပါပဲကျုပ်လဲရမှာဘူးတန်းကျုပ်မကောင်းဘူးလေအိုးကျုပ်ဝဲတဲ့ကဲပါအဲ့အလဲမာလေးအဲ့ Kraken ကြီးကိုအဲ့လိုကြီးထားရတာနည်းနည်းတော့
သူများကြီးတော်မသိဘူးငါတော်နည်းနည်းလေးလန့်ဇွန်ဘီဂိမ်းနေဆိုရင်အဲ့လောက်မလန့်ဘူးကွာဒီဘာမဟုတ်တဲ့ဟာလေးဆိုရင်ညလန့်အော် race roll လို့ရပြီကောင်းတာလေးပေးပါ please ကောင်းတာလေးပေးလိုက်စမ်းမကောင်းတာလေး okay let's go huh what the hell ဘာကြီးလဲ Angela fish မဟုတ် Angler fish ထိတ်ကနေမီးလုံးကြီးလင်းနေတယ်ဟိုဟာကြီးလားဗါလဲပင်လယ်ရေအောက်အနက်1000ကျော်လောက်မှရှိတယ်လေငါးကြီးလားမသိဘူး Angler ဒီကတော့လည်းမဖြစ်ဘူးဟုတ်လောက်မယ်လို့ Angler အော်ငါ့ကို cracker အောင်စကားပြောခိုင်းတာငါ cracker အောင်လမ်းပတ်လျှောက်နေကိုအဘေးကုတ်တွေပါရှိလားကုတ်လေးရှိရင်နည်းနည်းလောက်ထည့်ပြီးလဲတွေ့ဆိုโอเค clownfish ရယ်ထန်ရယ်နှစ်ထန်တစ်ထန်ပေါ့နော်ရန်ဝေးနေမရဘူးဖြစ်ပါโอเค clownfish Nemo ဖမ်းမိပြီ Don't away Nemo Don't go away တောင်ဖြစ်တယ် Don't go away မထန် Blue Tang Okay Blue Tang နှစ်ထန်ဖမ်းရမယ်နှစ်ထန်ဖမ်းပြီးရင်ရပြီ Let's go Where is another one here Don't go away No ငါ့ကိုလာကျုံးနေတာဟဲ့ရောက် Help me! Help me! သောနာငါ့ကိုကျုံးသွားတာဘာကောင်းကြီးတော့အဲ့ကောင်ကြီးဘာကြီးတော့ Hey Low oxygen level တဲ့ Hey Neo ဟော blue tank နှစ်ထန်းပြီးသွားပြီနော်တစ်ထန်းပဲကျန်တော့လားဒီကောင်လားမသိဘူးဟောတစ်ထန်းကဒီကောင်လားရိုးtank ဖြစ်မယ်ဒါ blue tank ရိုးtank ကဘယ်လိုပုံစံမျိုးလဲမသိဘူးအော်ဟိုမှာတွေ့ပြီယော့ဟုတ်တယ်ငါမှန်သွားပြီ Finally ငါမှန်သွားပြီယော့အမေရေကူးပြီးငါများတာနော်မင်းမအောက်ဆီဂျင် level လို့တဲ့ Okay တော့မှာပါဟုတ်ကဲ့ပါဟဲ့လေကျမ်းပါပြီယော့ Kraken မင်းယူလိုက်တွေ့လားဒီငါးဖက်နဲ့กินနဲ့လွယ်တယ်ရမ်းကိုလွယ်တယ်ဒီတက်ခတ်တာလေးပြီးစမ်းဒါပဲပြီးသွားပြီတော့အခုလက်ရှိရထားတာ race က epic ထဲကပါ epic tier တွေက angler fix ပါ crab ဆိုတဲ့ကနန်းတော့မဟုတ်ဘူးပေါ့နော်တော့လိုချင်တာတော့မတကယ်လောက်တော့လိုချင် Kraken ဆိုတာကြီးလိုချင်တာပါဒါပေမဲ့မရပါဘူးကျေးဇူးတင်ပါတယ်ဆိုတော့ okay နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ် See you in the next video guys bye bye အဲ့တော့ရေကူးပြီးငါးများမယ်ဆိုရင်ဖြစ်နိုင်လားဆိုရင်ဖြစ်နိုင်ပါတယ်မိတ်ဆွေကရေကူးချက်မယ်ဆိုရင်ပေါ့ okay နောက်ထပ်ဗီဒီယိုမှာ gameplay အပြည့်အစုံကိုတင်ပေးပါမယ်ဒီနေ့ကတော့ trailer intro တလောက်ပါပဲ okay bye bye